အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုထဲမှာကျွန်တော်တို့ movie recap လုပ်ချင်တဲ့လူတွေအတွက်ဗီဒီယိုတွေကိုကျွန်တော်မီလိုလို software တွေကနေပြီးတော့ဖုန်းထဲကိုဘယ်လိုသိမ်းမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီ software ကို download ဆွဲဖို့အတွက်ဒီကျွန်တော်ရဲ့ Telegram channel ထဲမှာဒီ software လေးကိုချပေးထားပါတယ်ဒီ software လေးကို download ဆွဲလိုက်ပါ download ဆွဲပြီးသွားလို့ရှိရင်ကျွန်တော်ဒီဘက်ဘေးမှာအဆက်ကလေး30ရှိပါတယ်အဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားလို့ရှိရင်ဒီမှာကျွန်တော်တို့ save to download ဆိုတာလေးရှိပါတယ်အဲ့ကောင်လေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ file manager တွေကိုရောက်သွားမယ်ပေါ့နော်ရောက်သွားမယ်ဆိုရင်ကျွန်တော်တို့က file manager တွေကိုဝင်မယ်ဝင်ပြီးသွားလို့ရှိရင်ဒီကောင်ကဘာမှရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ file manager တွေကကျွန်တော် download ဆိုတဲ့ folder ထဲမှာရှိပါမယ်ဆိုတော့ download ဆိုတဲ့အထဲဝင်မယ်အဲ့ဒီအထဲမှာမှကျွန်တော်တို့က Telegram ထဲကနေ download တာဖြစ်တဲ့အတွက်ဒီ Telegram ဆိုတဲ့အထဲလေးကိုဝင်ရပါမယ် Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ download ဆွဲထားတဲ့ဒီ Milolo Short Drama ဆိုတဲ့ဒီ software လေးက HAPK file နဲ့လာတယ်ပေါ့နော် HAPK file နဲ့လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ direct install တင်လို့မရဘူးအဲ့တော့ install တင်လို့ရအောင်Google Play Store ကနေပြီးတော့ကျွန်တော်တို့ HAPK installer ဆိုတဲ့ software လေးကိုdownload ဆွဲဖို့လိုအပ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Google Play Store ထဲကိုဝင်မယ် Play Store ထဲကိုရောက်လာပြီဆိုရင်ဒီပေါ်မှာ HAPK installer ဆိုပြီးရိုက်ရှာလိုက်ပါပြီးတော့လို့ရှိရင်အပေါ်ဆုံးမှာအခုမြင်နေရတဲ့ဒီ software အစိမ်းလေးပေါ့နော်ဒါကဒီအခုဗီဒီယိုလုပ်ပြတာကကျွန်တော်နောက်ဆုံး version မှာဗီဒီယိုတွေ download ဆွဲရတာအဆင်မပြေတဲ့လူတွေအတွက်ဒီကျွန်တော်ရဲ့ Telegram channel က software လေးကို down ပြီးတော့သုံးပါနောက်ဆုံး version တွေကဗီဒီယိုတွေကို download ရတယ်ဆိုလို့ရှိရင်တော့သုံးစရာမလိုဘူးပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်ဒီ HAPK file နဲ့ကိုဒီ software လေးကိုကျွန်တော် install တင်လိုက်မယ်Okay ကျွန်တော်တို့ install တင်လို့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီကနေပဲတခါတည်း open ဆိုတာလေးကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ် Okay ဒီအဆင့်ကိုရောက်လာရင်ခဏလေးစောင့်ပေးရပါမယ်မိတ်ဆွေတို့အနေနဲ့အရင်ဆုံးဒီ Google Play Store မှာ VPN ခံပြီးတော့ software လေးကို download ဆွဲပြီးတော့အရင်စမ်းကြည့်ပါမရဘူးဆိုမှကျွန်တော်ရဲ့ Telegram channel က software နဲ့ယူပြီးသုံးပါနော် Okay ဒီနောက်ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအောက်က try limited version ဆိုတာလေးကိုစာလေးကိုနှိပ်ပေးရပါမယ်ဒီနောက်ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ software ကို install တင်ဖို့အတွက် HAPK install HAPK file ဆိုတဲ့ခလုတ်အစိမ်းရောင်လေးကိုနှိပ်လိုက်ပါဒီနေ့ရောက်လာပြီဆိုရင်မိတ်ဆွေတို့အနေနဲ့ဒီ file ကျွန်တော်တို့ဒီ HAPK file ကိုဒီ software ကနေပြီးတော့သွားပြီးတော့ယူသုံးဖို့အတွက် permission လိုအပ်တယ်ပေါ့နော်အဲ့တော့ okay ဆိုတာလေးနှိပ်ပေးမယ်နှိပ်ပေးပြီးရင်ဒီမှာ permission လေးကို allow လုပ်ပေးရပါမယ်ပြီးရင်တော့တစ်ခေါက်အခုလိုမျိုးကြော်ညာလေးတက်လာရင်ကြော်ညာကို Okay ကြော်ညာလေးတက်လာရင်ကြော်ညာလေးကိုအဆုံးထိကြည့်ပေးလိုက်ပါပြီးတော့လို့ရှိရင်ဒီအောက်မှာကျွန်တော်တို့ဒီ manual/HAPK file ဆိုတာလေးကိုပဲယူပေးလိုက်ပါဒီမှာလဲသူက auto ရှာနေတယ်ပေါ့နော်ဒါပေမဲ့ auto ရှာတာ AN ကြာနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအောက်ကဒီ if you want manual/HAPK file ပေါ့နော်အကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့က unknown source ဒီကနေဒီ software ကနေပြီးတော့ APK ကိုကျွန်တော် install တင်နိုင်မှုအတွက် permission ပေးရပါမယ်ဒီအဆင့်မှာကျွန်တော် permission ပေးလို့ရှိရင်ဒီကျွန်တော် Xiaomi ဖုန်းတွေမှာဆိုရင်10 second စောင့်ရတယ်အဲ့တော့10 second စောင့်ရတဲ့အချိန်မှာကျွန်တော်တို့အမှန်ချစ်ကလေးနှိပ်ပြီးတော့10 second ပြည့်လို့ရှိရင် okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီထဲကိုတစ်ချက်ပြန်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့က software က download ဆိုတဲ့အထဲက Telegram ဆိုတဲ့အထဲမှာရှိတဲ့အတွက်အဲ့ဒီထဲကိုဝင်ပါမယ်ဝင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့သုံးမဲ့ software install တင်မဲ့ software ကဒီကောင်လေးပေါ့နော်ဆိုတော့အကောင်လေးကို select လုပ်ပေးလိုက်ပါဒီအဆင့်ကိုရောက်လာရင်ခဏလေးစောင့်ပေးလိုက်ပြီးတော့လို့ရှိရင် install button လေးပေါ်လာလိမ့်မယ်ဒါဆိုရင်ကျွန်တော် install တင်လို့ရပါပြီOkay ပြီးတော့လည်း
install တင်လို့ပြီးသွားရင်အခုလိုမျိုး app was installed successfully ဆိုပြီးတော့စာလေးပေါ်မယ်ဒါဆိုရင်ကျွန်တော်ရဲ့ဒီ screen ပေါ်မှာဒီမီလိုလို software လေးကရောက်လာပြီပေါ့နော်ရောက်လာပြီဆိုလို့ရှိရင်ဒီအထဲမှာကျွန်တော်တို့လိုချင်တဲ့ဗီဒီယိုတွေသွားပြီးတောင်းရပါမယ်โอเคဒီနေရာရောက်လာရင်ခဏလောက်စောင့်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်ကျွန်တော်ပတ်တစ်ချက်ထွက်လိုက်မယ်ပတ်တစ်ချက်ထွက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ invite ဒီပါလာတောင်းတယ်โอเคအဲ့တော့ကျွန်တော်ကဘယ်ဇာတ်လမ်းကို download ဆွဲချင်တာလဲဒီထဲမှာမိတ်ဆွေတို့ download ဆွဲချင်တဲ့ဇာတ်လမ်းကိုရွေးလိုက်ပါတကယ်လို့ဒီထဲမှာမြန်မာစာပေါ်ချင်တယ်ဆိုလို့ရှိရင်တော့အောက်ကအတန်းလေးရဲ့ညာဘက်တောင်မှာ profile ဆိုတာလေးprofile ဆိုတာလေးရှိပါတယ်အဲ့ဒီ profile လေးတွေကိုနှိပ်ပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်တို့ language ဆိုတာလေးရှိပါတယ် language ဆိုတဲ့အထဲလေးကိုlanguage ဆိုတဲ့စာလေးကိုနှိပ်မယ်ပြီးတော့လို့ရှိရင်အဲ့ဒီထဲမှာမြန်မာဆိုတဲ့မြန်မာဘာသာကိုရွေးလိုက်ပါတော့ပြီးရင်ဒီဘက်ညာဘက်ကကျွန်တော်တို့ confirm ဆိုတာလေးကိုနှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်ဒီထဲမှာကျွန်တော်တို့ကဘာဇာတ်လမ်းလေးတစ်ခါတည်းကြည့်လို့ရတယ်ပေါ့နော်အခြေဇာတ်လမ်းဆိုလည်းအခြေဇာတ်လမ်းဒီမှာစိတ်ကွင်းကိုခြေဝတ္ထုဆိုလည်းအဲ့လိုမျိုးကိုစိတ်ကြိုက်ရွေးပြီးတော့တင်လို့ရပါတယ်အဲ့တော့ကျွန်တော်ဒီထဲမှာဒီစိတ်ကွင်းရဲ့အခြေဝတ္ထုဆိုတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုကျွန်တော်စမ်းပြီးတော့ download ဆွဲလိုက်မယ်โอเคဒီညမှာကျွန်တော် download ဆွဲမယ်ဆိုလို့ရှိရင်အပေါ်မှာအဆက်ကလေး30ရှိတယ်အဲ့ဒီအဆက်ကလေး30ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လို့ရှိရင်အခုလိုမျိုးလေးမြင်ရမယ်ဒီနားလေးမြင်လာလို့ရှိရင်ကျွန်တော်တို့ဒီမှာdownload လုပ်ရန်ဆိုတဲ့ခလုတ်ကလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်အခုလိုမျိုးကျွန်တော်တို့အပိုင်းကြီးအများကြီးပေါ်လာလိမ့်မယ်ဒီဗီဒီယိုကအပိုင်း80နဲ့မှ4ပိုင်းရှိတယ်ပေါ့နော်အဲ့ဒီ84ပိုင်းထဲမှာမှကျွန်တော်ကအပိုင်း1ကိုတောင်းမယ်ဆိုရင်အပိုင်း1ကိုတစ်ချက်နှိပ်လိုက်ပါโอเคဒါဆိုလို့ရှိရင်ဒီအောက်မှာကျွန်တော်တို့အဝိုင်းလေးပေါ်တယ်အဝိုင်းပေါ်တယ်ပေါ့နော်ဒါပေမဲ့အကောင့်လေးကိုတစ်ချက်နှိပ်ကြည့်လိုက်ပါကျွန်တော်ရဲ့ဗီဒီယိုက download လုပ်လို့မရဘူးလို့ပေါ်နေမှာပေါ့နော်မရဘူးဆိုရင်ကျွန်တော်တို့ကဒီအောက်ကဒီကျွန်တော် download ဆိုတာလေးကိုနှိပ်လိုက်ပါပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်ခက်တက်ရက်ထားတဲ့ပုံစံမျိုးလေးဖြစ်နေတယ်ပေါ့အကောင့်လေးတွေကိုတစ်ချက်ဝင်မယ်ဝင်ပြီးတော့လို့ရှိရင်ဒီဘက်မှာကျွန်တော် download ဆိုတာလေးရှိပါတယ်အကောင့်လေးကိုတစ်ချက်နှိပ်လိုက်ပါဒီနောက်ရောက်လာပြီဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးက download ဆွဲနေပြီโอเคဒါဆိုလို့ရှိရင်ကျွန်တော် download ဆွဲလို့ပြီးသွားပြီပြီးလို့ရှိရင်ကျွန်တော်ထွက်လိုက်မယ်ဒီထဲမှာမိတ်ဆွေတို့ကအခုအတိုင်းပဲကျွန်တော်တို့ဒီအပိုင်း1နဲ့3 4 5ကိုစိတ်ကြိုက်သွားတောင်းလိုက်ပါတကယ်လို့ download ဆွဲလို့ပြည့်သွားပြီဆိုလို့ရှိရင်ဒီမှာ download ဆွဲအောင်မြင်တယ်မအောင်မြင်ဘူးကအမှကြည့်လို့ရတဲ့အမှန်ချက်ကလေးနဲ့ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီအပိုင်း1ကလေးရသွားပြီကျွန်တော်တို့ဒီမှာဒီတစ်ပုတ်ပဲ download ဆွဲပြပေးမယ်ပေါ့နော်ရပြီဆိုရင်ကျွန်တော်တို့ကဖယ်သွားမလဲဆိုရင် file manager တွေကိုသွားပါမယ်โอเคကျွန်တော် file manager တွေကိုရောက်သွားပြီဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ကကျွန်တော် download ဆွဲထားတဲ့ဗီဒီယိုလေးကိုလာပြီးသိမ်းဖို့အတွက် folder လေးတစ်ခုတိစောက်မယ်ရှောင်းပြီဆိုလို့ရှိရင်ဒီထောက်မှာအဆက်ကလေး30ရှိမယ် channel phone တွေကတော့အောက်မှာလည်းရှိတတ်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဘာကိုရွေးမလဲဆိုရင် create folder ဆိုတာလေးကိုရွေးပေးရပါမယ်ကျွန်တော်တို့ down ထားတဲ့ဗီဒီယိုတွေကိုလာပြီးသိမ်းဖို့အတွက်မီလိုဗီဒီယိုလို့ပဲရေးလိုက်မယ်ဗျာโอเคပြီးသွားရင်ကျွန်တော် okay နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီအောက်မှာဒါမှမီလိုဗီဒီယိုဆိုပြီးတော့နာမည်လေးနဲ့ folder လေးတစ်ခုစောက်ပြီးသွားပြီโอเคကျွန်တော်တို့ကအဲ့ဒီ folder ကဒါကြိုပြီးစောက်ခဲ့တာပေါ့နော်ဗီဒီယိုရလာတဲ့ဗီဒီယိုလေးကိုလာထည့်ဖို့အတွက်ပေါ့နော်ဆိုတော့ကျွန်တော်တို့အရင်ဆုံးဗီဒီယိုသွားပြီးယူရမယ်အဲ့ဒါကကျွန်တော်တို့ဒီ download ဆိုတဲ့အထဲလေးကိုနှိပ်ပါမယ်ဘာလို့အခုလိုယူလဲဆိုရင်ကျွန်တော်တို့ download ဆွဲလိုက်တဲ့ဗီဒီယိုတွေကကျွန်တော်ရဲ့ဒီ video player ပေါ့နော် image player တို့ဘာလို့အဲ့လိုမျိုးအထဲတွေကိုမဝင်မဲ့နဲ့သူကဒီ file ထဲမှာလာပြီးတော့ဖွက်ထားတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကလာပြီးယူရမှာဆိုတော့ပြန်ပြပေးပါမယ်ဒီကျွန်တော်ဗီဒီယိုကိုတွားပြီး save ဖို့အတွက် Android ဆိုတဲ့ folder လေးတွေကိုဝင်မယ်ပြီးရင်ဒီညမှာကျွန်တော် data ဆိုတဲ့အထဲလေးကိုဆက်ဝင်ပါမယ်ဒီညကိုရောက်လာပြီဆိုလို့ရှိရင်အခုလိုမျိုးလေးပေါ်လာမယ်ပေါ်လာလို့ရှိရင်ကျွန်တော်က view in file ဆိုတာကိုနှိပ်ပေးရပါမယ်โอเคကျွန်တော်အခုလိုမျိုးလေးရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ကဘယ်ထဲကိုဆက်ဝင်ရမလဲဆိုရင်ဒီ Android ဆိုတဲ့အထဲလေးကိုဝင်ရပါမယ်ပြီးရင်ကျွန်တော်တို့ data ဆိုတဲ့အထဲလေးတွေကိုကျွန်တော်ဝင်ပါ
ဒီလိုမျိုးအများကြီးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရှာရမှာဒီ contour what time ဆိုတာလေးရှာရပါမယ်ဆိုတော့ကျွန်တော်အပေါ်ဆွဲတင်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ contour what time ဆိုတာလေးရှိပါတယ်အဲ့ဒီထဲလေးကိုနှိပ်ဝင်လိုက်ပါအခုလိုမျိုး file လေးနှစ်ခုထပ်ပြီးတွေ့ရမယ်ကျွန်တော်တို့က download ဆွဲထားတာဆိုတော့ဒီ file ဆိုတဲ့အထဲလေးကိုဝင်ပြီးတော့ကြည့်ရပါမယ်ဒီညောင်ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့က offline video download တာဖြစ်တဲ့အတွက်ကျွန်တော်တို့ TT video offline ဆိုတာလေးတွေကိုနှိပ်ဝင်လိုက်ပါအခုလိုမျိုးနှစ်ခုပေါ်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဒီ video file ရဲ့အောက်ကလေးမှာကြည့်ပါ 23.61 MB ရဲ့ 144B ဆိုတာရှိပါတယ်အဲ့တော့နောက်က B နဲ့ဆုံးတာတွေက video file မဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကဒီနောက်က MB နဲ့ဆုံးတာတွေကိုယူရမှာပေါ့နော်ဆိုတော့ကျွန်တော်အခုဒီ video file လေးကိုကြာလေးဖိနေလိုက်ပါနှိပ်လိုက်လို့ရှိရင်အခုလိုအမှန်ကြီးကလေးပေါ်လာမယ်ပေါ်လာလို့ရှိရင်ညာဘက်တောက်မှာကျွန်တော်တို့အဆက်ကလေး30ရှိပါတယ်အကောင်လေးကိုနှိပ်ပြီးတော့လို့ရှိရင်ဒီစာထဲမှာကျွန်တော် move to ဆိုတာလေးရှိပါတယ်အဲ့ဒီ move to ဆိုတဲ့အထဲလေးကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီဗီဒီယိုကိုလာပြီးသိမ်းဖို့အတွက်ဒီမှာမီလိုလိုဗီဒီယိုဆိုတဲ့ဒီ file လေးကိုကြိုပြီး select ထားတာဖြစ်တဲ့အတွက်မီလိုလိုဗီဒီယိုဆိုတဲ့အထဲလေးကိုဝင်မယ်ဝင်ပြီးရင်ကျွန်တော်ဗီဒီယိုရဲ့ဒီအခုမြင်နေရတဲ့ screen ရဲ့အောက်ဆုံးမှာပေါ့နော် cancel ရဲ့ move ရဲ့နှစ်ခုရှိပါတယ်အဲ့တော့ကျွန်တော်တို့သွားမှာဒီ move ဆိုတဲ့အထဲကိုသွားပါမယ် okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးက move ဆိုတဲ့အထဲလေးကိုမီလိုလိုဗီဒီယိုဆိုတဲ့အထဲလေးကိုထည့်လိုက်ပြီပေါ့နော်ဆိုတော့ကျွန်တော် file manager တွေကမီလိုလိုဗီဒီယိုဆိုတဲ့အထက်လေးကိုပြန်ဝင်ကြည့်ပါမယ်ဒါဆိုရင်ဒီမှာ file လေးရောက်လာပြီပေါ့နော်ရောက်လာပြီဆိုလို့ရှိရင်ဒီ file လေးကိုကျွန်တော်တို့ကနာမည်ချင်းရပါမယ်အဲ့တော့ကြာလေးဖိနေပြီးတော့ဒီအောက်ကကျွန်တော်တို့ move ဆိုတဲ့အထက်လေးတွေကိုအဆက်ကလေး30ကလေးကိုနှိပ်မယ်နှိပ်လိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့ကဒီ file လေးကို rename ပြောင်းရမှာပေါ့နော် rename လုပ်ပေးရမယ်ဆိုတော့ rename ကိုရွေးမယ်ရွေးပြီးဒီရှေ့မှာကျွန်တော်တို့ကကျွန်တော်ဗီဒီယိုပထမဆုံးဖြစ်တဲ့အတွက်ကျွန်တော် epic 1ဆိုပြီးတော့ပဲရွေးလိုက်မယ်နောက်က MDL ဆိုတာကကျွန်တော်ရဲ့ဒီ image player တို့အခြား video player တွေမှာဒီ MDL ဆိုတဲ့ file ကိုသူတို့မဖတ်နိုင်ဘူးအဲ့တော့သူတို့ဖတ်နိုင်တာပါလဲဆိုရင်ကျွန်တော် MP4 ဆိုတဲ့ folder လေး file cycle အမျိုးအစားလေးကိုဖတ်နိုင်တယ်ပေါ့နော်ဖတ်နိုင်တော့ကျွန်တော် MP4 ဆိုပြီးတော့ပြောင်းမယ်ပြောင်းပြီးရင်ဒီ okay ဆိုတာလေးကိုကျွန်တော်နှိပ်ပြလိုက်ပါokay အခုလိုမျိုးလေးပေါ်လာရင်အောက်ကအထဲကကျွန်တော် okay ဆိုတာလေးကိုပဲဆက်ပြီးတော့နှိပ်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့ဒီအခုလိုမျိုးလေးပေါ်လာပြီဆိုရင်ဒီဗီဒီယိုလေးကိုကျွန်တော်နှိပ်ပြီးတော့ကြည့်လို့ရပါတယ်okay ဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယို file လေးက download ဆွဲလို့ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီဗီဒီယို recap လုပ်ချင်တဲ့လူတွေ AI2 တွေနဲ့ဗီဒီယို recap စပြီးတော့လုပ်လို့ရပါပြီဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်